ဓိက training ကွင်းတွေကိုဒါ brother တို့အနေနဲ့ပုံမှန်လေးဆင်းနေမယ်ဆိုရင်เนาะလက်ကပို့ပြီးတိုးတက်လာမယ်ပုံမှန်ထက်ဆိုင်ပို့ပြီးတော့အိမ်ကြီးကောင်းလာမယ်ပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါ brother တွေကျွန်တော်ကတော့ local rate ပဲဖြစ်ပါတယ်ဒီနေ့ brother တို့ကိုကျွန်တော်နောက်ထပ်training ဆင်းလို့ကောင်းမယ်ကွင်းလေးတွေကိုကျွန်တော်လိုက်ပြပေးပါမယ်ဒီ training ကွင်းထဲမှာဆိုရင်ဘာတွေပါမလဲဆိုတော့ပြေးနေတဲ့ enemy ကိုကျွန်တော်တို့လိုက်ပြီး spray ရဲ့ပုံစံတွေလည်းပါမယ်ပြီးတော့ကားမောင်းသွားတဲ့ enemy ကိုကျွန်တော်တို့ကဒီလိုက်ပြီးတော့ spray ရဲ့ပုံစံတွေလည်းပါမယ်ပေါ့နော်ပြီးတော့ဒီ training ကွင်းကိုကုတ်တွေနဲ့ဘယ်လိုဝင်ရလဲဆိုတာလည်းပြပေးမယ်ပြီးတော့ဒီ training ကွင်းရဲ့ကုတ်လေးတွေကိုလည်းကျွန်တော်ရဲ့ဒီ video အောက်မှာချပေးသွားပါမယ်ဒါဆိုရင်ကျွန်တော်တို့တွေစလိုက်ရအောင်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့ဒီကမှတ်တွေပြောင်းတဲ့ကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီးဆိုတော့ねကျွန်တော်တို့တွေဒီမှာဝိုးဆိုတာလေးရှိရဲအဲဝိုးလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုတော့ねကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ training ကွင်းတွေကိုတွားဖို့အတွက်ကျွန်တော်တို့ကုတ်ရိုက်တဲ့ကောင်လေးရှိရပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကတွားပြီးတော့ဝင်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ပထမအဆုံးတကွင်းကိုစပြီးတော့ပြပေးမယ်ကုတ်ဘယ်လိုရရမလဲဆိုတာလည်းပြပေးမယ်နော်တစ်ရှောက်နှစ်ခွန်လေးခွန်ရှစ်โอเคဒါဆိုရင်ကျွန်တော်တို့တွေရှာလိုက်မယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့တွေကွင်းထဲကိုသွားမယ်โอเคဒါဆိုရင်ကျွန်တော်တို့တွေဒီမှာစက်တက်လေးကိုကျွန်တော်တို့နှိပ်လိုက်ပါနော်โอเคကျွန်တော်တို့ training ကွင်းထဲရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့တွေဒီမှာအရှိမမြင်နေရကျွန်တော်တို့ဒီက target လေးတွေကပုံမှန်ထက်မြန်နေပေါ့နော်အဲ့လိုမျိုးမြန်နေတဲ့ target တွေကိုကျွန်တော်တို့ကဒါလိုက်ပြီးတော့ spray နဲ့ဒါ train လို့ရတယ်ကားနဲ့မောင်းသွားတဲ့ enemy တွေကိုလည်းကျွန်တော်တို့တွေလိုက်ပြီးတော့ပြစ်နိုင်အောင်လို့ဒါ train လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်စပြီးတော့ပြပေးမယ်โอเคဒါဆိုရင်ကျွန်တော်တို့တွေအပေါ်ကဒါ target တွေကိုကျွန်တော်တို့တွေလမ်းပြီးတော့ပြည့်ကြည့်မယ်ပေါ့နော်ဒီကွင်းကကျွန်တော်တို့တွေတစ်ဖက်က enemy ကခေါင်းလေးတွေပဲပေါ်နေတယ်အဲပေါ်နေတဲ့ခေါင်းလေးတွေကိုပဲကျွန်တော်တို့ကလိုက်ပြီးတော့အိမ်နိုင်အောင်လို့လိုက်ပြီးပြစ်နိုင်အောင်လို့ကျွန်တော်တို့ကဒါ train နဲ့ပုံစံမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်ပြပြပေးမယ်ပေါ့ဒီဘက်ရှမ်းနေမှာဆိုရင်လည်းအဲ့လိုမျိုး target လေးရှိရပေါ့နော်ဒီကောင်လေးရ running target ပေါ့နော်ဒါကတော့ပုံမှန် enemy ကပြေးနေမယ်เนาะအဲ့လိုမျိုး target လေးတွေโอเคဒီဘက်ကကောင်လေးကတော့ကျွန်တော်တို့ဒီကား spray ပဲပုံစံမျိုးပေါ့နော်ဒီ enemy target လေးသွားနေတဲ့ speed ကတော့ကားတစ်စီးမောင်းနေတဲ့ဒီ speed လောက်နဲ့သူကသွားနေတဲ့ target လေးကိုကျွန်တော်ပြစ်နိုင်မယ်ဆိုရင်ကားနဲ့မောင်းသွားတဲ့ enemy ကိုကျွန်တော်လိုက်ပြီးတော့ spray လို့ရတယ်ပေါ့နော်ဒါဆိုရင် brother တို့ကျွန်တော်ထပ်ပြီးတော့ပြပြပေးမယ်အဓိက training ကွင်းတွေကိုဒါ brother တို့အနေနဲ့ပုံမှန်လေးဆင်းနေမယ်ဆိုရင်เนาะလက်ကပို့ပြီးတိုးတက်လာမယ်ပုံမှန်ထက်ဆိုင်ပို့ပြီးတော့အိမ်ကြီးကောင်းလာမယ်ပေါ့နော်ကား spray တဲ့အခါမှာလည်းကားရဲ့အမြန်နှုန်းပုံမူတည်ပြီးကျွန်တော်တို့လိုက်ပြီးတော့ spray နိုင်မယ်ပေါ့နော်โอเคဒါဆိုရင် brother တို့အနေနဲ့ training ဆင်းရမယ့်ကွင်းလေးတွေကိုဝင်တဲ့နီးလက်ဒါတည်သွားပြီလို့တော့ထင်ပါတယ်ကျွန်တော်ကတော့ local rate ပဲဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေအားလုံးပဲဘိုင်ဘိုင်ပါ